အားလုံးဒီမှာဒီနေ့တရားဒေါက်တာအေးစီကမှာ Self-Fit Exam ရတယ်ဆိုတဲ့လာ try ကြည့်ရဖြစ်ပါမယ်ဒီဆက်ကလေးကဘာကောင်းလဲဆိုတော့ဒီ fine line ကိုတိတာမျက်လုံးအောက်ကအရေးအကြောင်း smile line နေပြီးတော့ဒီ level ရဲ့အရေးအကြောင်းတွေပေါ့နော်အကုန်လုံးမျက်နှာရုံကောက် level မှာလုပ်နေရတယ်ဆိုတော့စိတ်ထွားမှာကြောက်တဲ့လူဒီ fine line နဲ့ပတ်သက်ပြီးစိတ်ထွားမှာကြောက်တဲ့လူတွေအရင်ကောင်းနေဆိုတော့တရား try ကြည့်ရတာပြီးတော့သူပြမှာအဓိကပါတဲ့ဟာကဒီမျက်နှာကိုရေတော့ပေါ့နော်ရေတဲ့အရင်ကြီးဆူဆူချီချီပြောင်ပြောင်လေးဖြစ်တယ်ဆိုတော့စိတ်ဝင်စားနေတာလေးဒီနေ့တော့ try လုပ်တာပါရှင်ပြီးတော့ဒီသားမှာရှိတဲ့ hyaluronic acid တို့ collagen enhancing အားလို့ထားလို့လုပ်ပြရတော့ဒါလေးရဒါလုပ်ပြီးတော့ဆိုလို့ရှိရင်ဒီလေးဖြစ်တယ်မလိုတဲ့အစီအစီကြာနေနောက်ပြီးတော့glow ဖြစ်တယ်ဒီကောင်လေးပြောင်းပြီးဖြစ်တယ်ကျွန်တော်ပြောတယ်